ရန်ရှင်ရန်ရှင်ကရှယ်ယာတွေပိုပြီးပိုင်ဆိုင်ထားတယ်လို့မာလင်မာလိုင်းရဲ့ပြောပြချက်ကြောင့်ရှင်ယူရှင်ယူတယောက်စိုးရင်ပူပန်သွားခဲ့ပါတယ်မကြခင်ကျင်းပမဲ့ဒါရိုက်တာဖွဲ့စည်းဝေးမှာရန်ရှင်ကအများစုရှယ်ယာကိုကင်ဆွဲထားနိုင်မှာဖြစ်ပြီးဒါကသူ့ကိုကုမ္ပဏီရဲ့ဥက္ကဋ္ဌအဖြစ်လွှဲပြောင်းရယူနိုင်မဲ့အာဏာကိုပေးအပ်လိုက်တယ်လို့ဖြစ်သွားမှာပါရှင်ယူကတော့ရန်ရှင်ဟာအဲ့ဒီယာတုနေရာကိုရဖို့အတွက်မယိုးသားတဲ့နည်းလမ်းတွေကိုတုံးခဲ့တာတေချာတယ်လို့ယူဆထားပါတယ်ရှင်ယူကသူ့ကိုရင်ဆိုင်တွေ့တဲ့အခါမှာသူ့ရဲ့အာဏာပေါ်ယူသွမှုကိုလှောင်ပြောင်ခဲ့ပါတယ်ဒါပေမဲ့ရန်ရှင်ကတော့အဆက်မရှိပဲအရေးကြီးတဲ့အစည်းအဝေးကိုဆက်လက်ဦးဆောင်ခဲ့ပြီးပုံမှန်အားဖြင့်သူမအတွက်တည်တံ့ဖယ်ထားတဲ့နေရာမှာတော့ဝင်ထိုင်ခဲ့ပါတယ်တစ်ချိန်တည်းမှာပဲဝူဒီကရှင်ယူရဲ့ယာတုနေရာကိုပြန်လည်ရရှိစေဖို့အတွက်အကူအညီပေးဖို့လှုပ်ရှားခဲ့ပါတယ်သူဟာဘန်ကိုသွားပြီးရှင်းချန်ခြံထားခဲ့တဲ့အာမခံတက်တာကိုဖွင့်လှစ်ခဲ့ပါတယ်တက်တာထဲမှာတော့တကယ်အထူးကရှယ်ယာရှင်ကဘယ်သူလဲဆိုတဲ့အထောက်အထားကိုရှာဖွေခဲ့ပြီးထိုသူကရှင်ယူကိုကူညီပံ့ပိုးပေးဖို့နားချနိုင်လိမ့်မယ်လို့မျှော်လင့်နေခဲ့ပါတယ်အရေးကြီးတဲ့အချက်လက်တွေကိုရရှိပြီးနောက်ဝူဒီဟာအထူးကရှယ်ယာရှင်ကြီးကိုဒါရိုက်တာဖွဲ့စည်းဝေးစီခေါ်ဆောင်လာခဲ့ပါတယ်အစအဆုံးစိုးရိမ်ပူပန်နေခဲ့တဲ့ရှင်ယူတယောက်နောက်ဆုံးတော့စိတ်သက်သာရာရသွားခဲ့ပါတယ်ဝူဒီကရှယ်ယာအများစုဟာသူမရဲ့လက်ထဲကိုလွှဲပြောင်းရောက်ရှိသွားပြီဖြစ်ကြောင်းပြသတဲ့စာရွက်စာတမ်းတွေကိုတင်ပြခဲ့ပြီးဒါကရန်ရှင်ထက်သူမမှာပိုပြီးထိန်းချုပ်ခွင့်ရှိတယ်ဆိုတာသက်သေပြလိုက်တာပဲဖြစ်ပါတယ်သူမကပြက်သားပဲရန်ရှင်ကိုယာတုကနေဆင်းပေးဖို့နဲ့ကုမ္ပဏီရေးမှာဝင်ရောက်ဆွတ်ဖက်တာတွေရပ်တန့်ဖို့တောင်းဆိုခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအကြီးဆုံးရှယ်ယာရှင်ဖြစ်ပြီးရှင်ယူရဲ့မိသားစုဝင်တဦးလည်းဖြစ်တဲ့ကျူရှင်ကိုယ်တိုင်တက်ရောက်လာခဲ့ပါတယ်သူကရန်ရှင်ရဲ့ခေါင်းဆောင်မှုနေရာကိုရယူဖို့ကြိုးပမ်းမှုကိုလူသိရှင်ကြားကန့်ကွက်ခဲ့ပြီးရှင်ယူကိုကုမ္ပဏီရဲ့အမြဲတမ်းခေါင်းဆောင်ဖြစ်ဆက်ရှိနေစေဖို့အတွက်စာချုပ်ချုပ်ဆိုဖို့ညွှန်ကြားခဲ့ပါတယ်ဇလန်ကတော့ကွယ်လွန်သူရှင်းချန်နဲ့ဝူဒီတို့ရဲ့အတိတ်ကပုံရိပ်တွေစီပြန်လည်ရောက်ရှိသွားပါတယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကအထူးတပ်ဖွဲ့တစ်ခုမှာအတူတူတာဝန်ထမ်းဆောင်စဉ်ရှင်းချန်ဟာဝူဒီရဲ့အသက်ကိုကယ်တင်ဖို့အတွက်သူ့ရဲ့အသက်ကိုဆွန့်လွတ်ခဲ့ပါတယ်အဲ့ဒီချိန်ကစပြီးဝူဒီဟာနောင်တအကြီးကျယ်ရနေခဲ့ကရှင်ယူကိုဘလို့အခြေအနေမျိုးမှမဆိုကာကွယ်ပေးခြင်းဖြင့်ထိုပေးဆက်မှုကိုဂုဏ်ပြုဖို့တစ္ဆာဆိုခဲ့ပါတယ်အတိတ်ကပုံရိပ်တွေပြီးဆုံးသွားတဲ့အခါမှာတော့ဇလန်ကလက်ရှိပြစ္ဆုတ်ပံချိန်စီပြန်လည်ရောက်ရှိလာခဲ့ပါတယ်